အားလုံးပဲမင်္ဂလာပါရှင်ကျွန်တော်တို့ကဒီဗီဒီယိုထဲမှာပေါ့နော်ဒီ test time တွေကိုဘယ်လိုဖန်တီးရမလဲ A test တွေကိုဘယ်လိုရေးရမလဲဆိုတဲ့ဟာကို step by step သင်ကြားပေးသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်ကဲစလိုက်ကြအောင်နော်ကျွန်တော်တို့က file ကို new ကိုခေါ်မယ် file အသစ်ကိုခေါ်မယ် file အသစ်ကို click လုပ်လိုက်ရင် box လေးတစ်ခုကျလာမယ်ပေါ့နော် Xbox လေးမှာ acat ဆိုတာရှိမယ် acat open ရဲ့ဘေးနားမှာမြားလေးရှိတယ်အဲ့မြားလေးကို click လုပ်လို့ရင် imperial file metric file imperial file ဆိုတာကပေလက်မပေါ့နော် metric ဆိုတာက millimeter ပေါ့နော်အမတို့ကပေလက်မနဲ့ဆွဲနေကြဆိုတော့ပေလက်မ file ကို click ချလိုက်ရင်သူကfile လေးကပေလက်မ file လေးတစ်ခုပွင့်လာမယ်ပေါ့နော်ပွင့်လာမယ် okay ပွင့်လာပြီဆိုရင်အမတို့ကဒီ file 3 file ရှိတယ်အမဖွင့်ထားတာတွေ့တယ်သူက drawing A ရှိမယ်အမရဲ့ design ဆွဲနေတဲ့ file ရှိမယ် drawing 4ဆိုရှိမယ်အမ drawing 4ကိုပထမအဆုံးရောက်သွားမယ်ပေါ့နော်drawing 4ကိုရောက်သွားပြီဆိုရင်အမတို့ကSD under ပြောပြီးတော့အမတို့ကတက်SD under ပြော comment box မှာ tap လုပ်လိုက်ပြီဆိုရင်သူက box လေးကျလာမယ်အဲ့ box လေးမှာ annotated ရှိမယ် standard ရှိမယ် standard ကတော့အမတို့ standard file လေးပေါ့နော် annotated ကတော့အမတို့ပြောင်းလဲလို့ရတယ် annotated file ပြောင်းလို့ရတယ် standard file မှာလည်းအမတို့ text file လေးချင်းလို့ရမယ် text file မှာ area တို့ the whole မှာတို့မျိုးချင်းလို့ရတယ်ပေါ့နော်မကြည့်မယ်နော်အမျိုးချင်းလို့ရတယ်ချင်းပြထားတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘေးနားမှာပြန်ဘေးနားမှာ box ဟို regu ဒါလေးရတော့ဟိုပေါ့နော်အမျိုးပြောင်းလဲလို့ချင်းလို့ရတဲ့ဟာကိုပြထားတယ်နောက်တစ်ခုကကျတော့ regular ရှိမယ် bold ရှိမယ် bold ကို click လုပ်လိုက်ရင်သူကအထူလေးထူသွားမယ် regular တော့ပုံမှန်အတိုင်းပဲပေါ့နော်အမတို့အဲ့လိုလုပ်ပြီး changes လုပ်လို့ရတယ်အောက်မှာကျတော့အမတို့ပြန် annotated မှာသူက click လေး for ပြီးတော့အမfile တစ်ခုတွေ့ရမယ်အဲ့ file တစ်ခုကို click လုပ်ပြီးဆိုရင်ဘေးနားမှာဘေးနားမှာ test file ကိုပြင်လို့ရအဲ့ test file ဆိုတာကအမတို့ file တစ်ခုလုံးဒီ AutoCAD file တစ်ခုလုံးရဲ့ test file ကို changes လုပ်တာဒါပေမဲ့အမကတော့အဲ့ဒါကိုပြောင်းဟို test file ပြင်မှမဆွဲဘူးပေါ့နော်နောက်မှပြင်မယ်ပေါ့နော်အောက်မှာလည်းသူက file လေးကိုနှစ်ခုရှိတယ်ရှိမယ်အဲ့ဒါဆိုရင်ဒါလေးကို click လုပ်ပြီးတော့ tap လုပ်လို့ရတယ်နောက်တစ်ချက်က backward ဆိုတာကအမတို့ man ကြည့်တယ်လို့ဟိုဘက်ဒီဘက် tap လုပ်လို့ရတယ်okay အခုကကျတော့ wedge factor ဆိုတာသူကအထူစလုံးရဲ့အထူသူကစလုံးအထူကပြောင်းလို့ရတယ်2ဆိုရင်တချို့ကလည်း 0.5 ပေါ့နော်တချို့ကလည်း1ပေါ့နော်အဲ့လိုအမျိုးမျိုးပြောင်းလို့ရတယ်ပုံဆွဲနဲ့ကြုံလာလိမ့်မယ်အထူအပားတွေပြန်ပြီးတော့ရွေးချယ်ရတယ်oblique angle ဆိုတာကသူက okay oblique angle ချင်းကြည့်မယ်နော်သူစောင်းသွားတာသူက rotation နဲ့တော့မတူဘူးဒါပေမဲ့သူကအောက်က base ကတော့တူမယ်စောင်းသွားတာသိလားအဲဒါကြောင့်တစ်ခါကျတော့အမတို့ကအဲ့လိုတွေဟိုစလုံးရေးရတာလဲကြုံလာမယ်စပြီးတော့ပြီးပြီဆိုရင်set ကားတယ်yes apply ဖြစ်သွားပြီ closeမမတို့စလုံးအမတို့ဒီလိုပေါ်လာမယ်ပေါ့နော်နောက်တစ်ခါကျတော့အမတခါတည်းဒီမှာ ATEX file ကိုဘယ်လိုစာတွေရိုက်မယ်လဲဆိုတဲ့ဟာကိုတခါတည်းပြပြပေးမယ်ပေါ့နော် okay ဘာလို့ဆိုရင်အမတို့ကမဟုတ်လေ type လုပ်မှာဆိုတော့ ATEX file လေးကိုသူကဘယ်လိုရိုက်ရမလဲဆိုတဲ့ဟာကိုပြမယ်အဲ့မှာအမတို့ art လေးဆွဲလိုက်မယ်တခုနော် art လေး draw တဲ့က art တဲ့က3 point ကိုခေါ်ပြီးတော့အမ art လေးဆွဲလိုက်တယ်အဲ art လေးမှာအမတို့က ATEX file ATEX ပြောပြီးတော့အောက်က command box မှာ type လုပ်လိုက်ပြီဆိုရင်အမတို့ကအမ ATEX file box လေးကြာလာမယ်okay အဲ့ဒါကိုပြန် click ချမယ်နော်အဲဒီ art လေးကို click ချမယ်ဒီတက်မှာကြာလာပြီဆိုရင်အမတို့ကကိုလိုချင်တဲ့စာလေးကို tap လုပ်လို့ရတယ် okay အမတို့ဒီအပေါ်မှာလဲအမတို့ဒီစလုံးလေးတွေဒီ file လေးတွေအကုန်ပြောင်းလို့ရတယ်ဒီဟာလေးတွေကအယောင်လေးတွေလည်းပြန်ပြောင်းလို့ရတယ်ပေါ့နော် text height ပြောင်းလို့ရတယ်width တွေပြောင်းလို့ရတယ်ဒီ offset from art ကအမှပြပြမယ်နောက်ကြရင်နော်ခဏလေး okay သူကစလုံးရည်ရနည်းနည်းကြီးသွားတာအဲ့တော့ပြန်ပြီးဒါလေးကို edit လုပ်ချင်တယ်ဆိုရင်အမတို့က ATEX မှာဒီ double click တွေချလို့မရဘူးသူက edit အဲ့လိုမပေါ်ဘူးအဲ့ဒါကြောင့်အမတို့ကဒီ text ATEX ကိုပဲပြန် tap လုပ်ရတယ်နော်ဒါလေးကို click ချပြန် click လုပ်လို့ဆိုပေါ်လာတဲ့ okay text height ကို
မာတို့က 0.5 ထားကြည့်မယ်မနော် password ကိုလည်း 0.5 ထားကြည့်မယ်တန်ကြည့်ကြည့်မယ်အဲ့ဆိုမစိုးပါဘူးနော်အဲ့မှာတော့ဒီ file ကိုမကြိုက်ဘူးဆိုရင်ပြန်ပြင်ချင်တယ်ဆိုရင် a-test ကိုပြန်ခေါ်ပြီးမှလုပ်လို့ရမှာနော်ဒါ enter ဒါလေးကို click ချမယ် enter ဒီ file ကိုပြောင်းချင်တယ်ဆိုရင် area file လို့ပြောင်းလို့ရတယ်နော်ဒီ okay ပေါင်းချိန်သွားတွေ့တယ်နော်အဲ့ဒါမှတို့က a-test ကိုပြန်ခေါ်မယ် a-test ကိုပြန်ခေါ်ပြီးတော့ဒါလေးကိုပြန် click ချမယ်ပေါ့နော် okay ဒီ offset from art ဆိုတာကဒီ art လေးကနဲ့ဒီနှစ်ခုအကြားလေးက 0.325 ချားတယ်ဆိုတဲ့ဟာကိုပြောတာမက 0.5 ပြီးတော့လုပ်ကြည့်မယ်နော်ဒီနှစ်ခုကနည်းနည်းကျယ်သွားပြီတွေ့ရနော် 0.5 ချားသွားမယ် okay a-test ကိုပြန်ခေါ်click ချမယ်ဒီ offset from left နဲ့ offset from right ဒီတောင်လေးကနဲ့ဒါ left ဒီဘက်က right ပေါ့နော်ဒီ offset from left ကအနေသူက 0.0 ပဲရှိတယ် offset from right ကဒီကနဲ့ဒီထီက 0.5 ရှိတယ်မတို့ကြည့်ရအောင်နော် offset from left က 0.0 ဆိုတာမတို့ 0.5 လောက်ကြည့်မယ်နော်ဘယ်လောက်ချသွားလဲပေါ့နော်ဒီကနဲ့ဒီထီကို 0.5 ချသွားမယ် okay အမဒီကနဲ့ဒီထီကို1ချကြည့်မယ်နော်offset from right က1ချကြည့်မယ်1မမြင်ရမှာဆိုလို့2လောက်ကြည့်မယ်နော်2ချသွားမယ်အဲ့လိုလေးတွေပြင်လို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီအမကိုဆွဲရမယ့် design ပေါ်အခြေအနေပေါ်မူတည်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုအမ 0.5 မထားတော့ဘူး0.2ပဲထားလိုက်တော့မယ်ဒါလေးက 0.1 ဒါလေးကလည်း0.1 ထားပြီးတော့အမတို့ကြည့်ကြည့်အောင်နော်ဒီတော့ကွက်တိဒီကလည်း 0.1 လောက်ပဲရှိတယ် 0.1 ရှိမယ်ဒီနှစ်ခုအကျယ်ကလည်း 0.3 ပဲရှိတယ်ပေါ့နော်တကယ်တမ်းကျတော့အမတို့တော်များပုံဆွဲပြီးဆိုရင်တကယ်တမ်းအမတို့က drawing ဆွဲမယ်ဆိုရင်အမ experience အဲ့လိုကပရိမှာတော့ရေးတာတော့တိတ်မရှိဘူးဒါပေမဲ့တစ်ခါတည်းကြုံလာတတ်တယ်အဲ့ design တွေအမတို့ interior တွေဆွဲမယ်ဆိုရင်ကြုံလာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒါလေးကို practice လုပ်ထားမယ်ဆိုရင်ဟို engineer ကျောင်းသား student တွေ interior architecture တွေအမတို့ဒီ engineer field မှာရှိလို့တက်ပို့ပြီးအကျိုးရှိမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်နော်